ဆိုတော့ပြောတယ်အဲ့ဒါမင်းတို့စီးပွားလုပ်ငန်းတွေထောင်လိုက်တယ်လူသက်ယူဘယ်လိုလုပ်မလဲ ရေးကြည့်တာလူနာများလာပါကိုကဒါလေးကအဆင်ပြေပါဒါလေးလာမှဒါလေးကဒီလိုပြည့်မှာဒါပြည့်မှာဒီလိုသွားမှာလူနာမလာရင်ဒါမလာဘူးဒါမလာရင်ဒါမလွယ်ဘူး လျှက်စီမရှိဘူးဘယ်လိုလုပ်မလဲ ။ရဲ့သွားဖြစ်သူအောင်ပြည့်စုံကဆိုလာလျှက်စစ်ကမ္ပဏီတွေကိုနာမည်မျိုးစုံနဲ့ထူထောင်ပြီးနေပြည်တော်ကရေလောင်ဆယ်၃ခုအပါအဝင်တောင်တွင်းကြီးစလင်းပခုတ်ကူချောင်းကူ6နဲ့ကျွန်းချောင်းစတဲ့မြို့နယ်တွေမှာဆိုလာစက်ရုံတွေအတွက်ဆိုလာပြားတွေကိုအကြီးအကျယ်တင်သွင်းနေတယ်ဆိုပါတယ် ကျွန်တော်တို့ရောင်းတဲ့ဓာတ်ငွေတွေနဲ့လင်းလဲလို့ထိပိုင်ရှင်ဖြစ်တဲ့ကျွန်တော်တို့မှာတော့ပြာလဲမေး ဒီပစ္စည်းတွေကိုတို့လုံငန်းကိုထုံးလုံငန်းတွေဒီပို့ဆောင်ဖို့တဲ့ကုန်ချမ်းတွေပို့ဆောင်ဖို့တဲ့လမ်းမဆွဲတွေမကောင်းဘယ်လိုလုပ်မလဲ လမ်းနေပြတ်တယ်ဘယ်တော့မှပြင်မလဲစောက်ကြည့်ဘယ်တော့မှမပြင်ဘူးနာမည်ကစီပြီနာမည်ကစီပြီ သတင်းချက်တွေ market ကိုလက်ဦးနိုင်ဖို့တဲ့သတင်းချက်တွေလာမဆောင်ရပေးနိုင်ဘယ်လိုလုပ်မလဲ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောရတော့သူ့ရဲ့အသုံးကြမှုကြောင့်လက်လွတ်ခဲ့ရတဲ့နေရာရှိပါတယ်ဒါတော့ချင်းရွှေခေါ်တယ်ဖောင်းဆိုင်ကျွန်တော်တို့သူ့ဘုတ်ဒီသုံးခု